တခါတော့အမေရိကန်ဦးစင်းတယောက်ဘုန်းကြီးစီလာပြီးတော့အမေရိကန်အိုကလန်ဟောမာစတိတ်ကပြီးတော့သင်္ကန်းလာဝတ်တယ်သူကအိုကလန်ဟောမာစတိတ်အမေရိကန်ပြည်နယ်50ကျော်ရှိတဲ့ထဲအိုကလန်ဟောမာလာသူကကတိကတလုံးမေးတယ်ကတိကတလည်းပြောတယ်ဗမာစကားတော့သူကနည်းနည်းပါးပါးသင်ထားတော့ဗမာလိုပြောတာသူကလာပြီးတော့တရက်တော့ပြောတယ်သူဗမာစာသင်ပေးတဲ့အခါကျ Burmese language is very funny တဲ့သူမြန်မာဘာသာစကားဟာတကယ်ရည်စားကောင်းတယ်လို့ပြောတာဒါနဲ့ဘုန်းကြီးကဘာဖြစ်လို့လဲကွာလို့ဆိုရှင်းတဲ့အတိုင်းမဖတ်လို့အဲ့ဒီဆိုလို့ရှိရင် all languages are very funny ပဲလို့ဘာသာစကားတိုင်းဟာရေးတဲ့အတိုင်းမဖတ်လို့ဖန်တီးရဲစရာကောင်းတယ်ဆိုရင်ဘာသာစကားမှန်သမျှရေးတဲ့အတိုင်းမဖတ်ဘူးလို့မင်းအင်္ဂလိပ်ဘာသာရောရေးတဲ့အတိုင်းဖတ်လား I know you ဆိုတဲ့အခါကနိုးလို့ရေးပြီးတော့ဘာလို့နိုးတယ်ဖတ်တာကေပဲရောက်သွားတာမင်းတို့ရောဖတ်လို့လားဒီကိုကျတော့ဒူးလို့ဖတ်ပြီးတီကိုကျတော့ဘာလို့ထူဖြစ်သွားပြန်လဲPUD ကျတော့ပုတ်လို့ဆိုပြီးတော့ BUD ကျတော့ဘာလို့ဘတ်ဖြစ်ပြန်တာလဲအကုန်လုံးကမင်းတညီတဲ့ဖတ်ပါလားအကုန်လုံးအဲ့ကြတော့နောက်မမေးရတော့အဲ့လိုလူတွေနော်အဲ့လိုလူတွေသူတို့အမှားကြတော့မမြင်ဘူးဒီပြင်လူတွေအမှားကြတော့ထောက်ပြတယ်အဲ့ရှိုးလည်းဟုတ်တယ်ထင်အဖြူအထင်ကြီးတဲ့ယောဂကလည်းဗမာပြည်ဒီမှာစွဲတတ်သေးတယ်အဲ့ဒါတတိထားဖို့လိုအပ်တယ်ပေါ့သူတို့တိုင်းပညာတတ်တာမဟုတ်ဘူးသူတို့တိုင်းသူတို့တော်တာမဟုတ်ဘူးဖြူတိုင်းတော်တာမဟုတ်အဖြူညံ့နေကလေးကဝတွေအများကြီးရှိသေးတယ်ဒါသူတို့အပုတ်ချပြောတာမဟုတ်ပါဘူးနော်မကောင်းတော့မကောင်းဘူးအဲ့လိုပြောတာဒီနားလဲအောင်ပြောပြတာလူတွေကတချို့ကြတော့အဖြူဆိုရင်ထင်ကြီးတဲ့လို့ပြောတာဖြူတိုင်းမဟုတ်ဘူးလို့နော်မဲတိုင်းလည်းမမှောက်ပါဘူးဖြူတိုင်းလည်းကောင်းတာမဟုတ်ပါဘူးကောင်းခြင်းမကောင်းခြင်းကသူ့ရဲ့ဇေယိုင်းနဲ့ဆိုင်ပါတယ်နော်အဲ့တော့တချို့အရေးထင်မကြီးသင့်တာတွေအများကြီးရှိတယ်ဘာမှမတတ်ဘဲနဲ့ဗမာပြည်လာဆရာလှုပ်သွားတာတွေရှိတယ်နော်ဗမာပြည်လူတွေကအလိန်ခံရတာတွေရှိတယ်လေကြားနေရတာပဲလာလိန်သွားတယ်တကယ်တတ်တာမဟုတ်ဘူးဒီကလည်းအဖြူဆိုဟုတ်တယ်ထင်ပြီးလက်ခံနိုင်ငံသားတော်တယ်အကုန်တတ်တယ်ကြီးပဲထင်တယ်ကလေးကွားတွေပြည့်နေနိုင်ငံသားနော်ကလေးကွားတွေပြည့်တတ်ချင်းမတတ်ချင်းဆိုတာရည်ချင်းပေါ်မှာမူတည်ပြီးတော့ပြောအောင်ဗမာလည်းဗမာတိုင်းတတ်တာမှမဟုတ်တာတတ်တယ်မတတ်ဘူးဆိုတာတခြားစီပဲပေါ့ဒါတရားရကတိုင်းစွတ်ပြီးတော့အထင်မကြီးသင့်ဘူးကိုယ့်ဟာကိုယ်ပဲလှုပ်တဲ့နေပေါ့နော်